ဖြစ်သွားတတ်ပါတယ်ရိတ်တာထဲမှာလာပြီးလူအပေါင်းနဲ့ဝိုင်းဖွဲ့ပြီးပြောကားရှင်ကားစားနေကြမယ်ဆိုရင်ယောပလီဖြစ်သွားပါမယ်ယောဂီမဖြစ်ပါဘူးဒါကြောင့်အလျာတလာမြလောက်ရှိတဲ့ခန္ဓာမှာညာနဲ့စောင့်ပြီးခန္ဓာဤအပြည့်သဘောကိုရှုပွားနေကြပါအာဟာရများသုံးဆောင်တဲ့အခါမှာလည်းပဲတတိထားပြီးဇွန်တံပကံတံမကြဖို့ပြတ်မမီဖို့ရှုနဲ့ရှုခနဲ့မဖြစ်ဖို့ပလုတ်ပလောင်းလည်းမဖြစ်ဖို့လက်ဒီပါရီလည်းပေကြံပြီးမနေကြစေဖို့တတိထားပြီးမိမိရဲ့သီလတမာရီပညာကိုငယ်သောအဖြစ်ဖြည်းချင်းသုံးဆောင်ပေးရမှာဖြစ်ပါတယ်။ကိုင်းတွဲတဲ့အခါမှာအစအရာရာတတိထားပြီးတော့ယောဂီဟုသောအမှတ်တင်ညာကိုလက်ကင်ထားပြီးတန်ဃာတော်အရှင်သူမြတ်များဆရာတော်တန်ဃာတော်များဆွန်ဖုံးပေးသလိုတာရုပ္ပကြီးညိုပွဲကိုဆောင်းပြီးတော့အာဟာရများကိုသုံးဆောင်ပေးကြရမှာဖြစ်ပါတယ်တရားနာနိုင်အောင်တရားအားထုတ်နိုင်အောင်တရားကိုတရဆက်နိုင်အောင်သာလျှင်ဒီအာဟာရကိုသူတော်ကောင်းများသုံးဆောင်ကြခြင်းဖြစ်ပါတယ်ဒါကြောင့်အားလုံးတရားစဉ်နဲ့လုပ်ငန်းစဉ်ဟာတရားစဉ်နဲ့လုပ်ငန်းစဉ်ပဲဖြစ်ကြရမှာဖြစ်ပါတယ်အဖွဲ့ချုပ်ကြီးရဲ့ဂုဏ်ကျေးဇူးနဲ့တရားတရားကိုအထူးငဲ့ပါကိုဒီဟုသောအကြောင်းကြောင့်အဖွဲ့ချုပ်ကြီးရဲ့ဂုဏ်ကျေးဇူးနဲ့တရားတရားတွေမပျက်စီးပါစေ